နှစ်လို့ရောက်လာပြီဆိုတဲ့အချိန်မှာလူတွေရဲ့ခံစားချက်ပြောင်းလဲဖြစ်ပေါ်မှု2014ခုနှစ်ကုန်ဆုံးသွားပြီ2015ခုနှစ်ဒီကနေ့ဟာစတင်ပြီလို့ဆိုအတိတ်လို့စိတ်ထဲမှာခံစားပြီးတော့အတိတ်ကိုသာရှားချမ်းနေကြတဲ့လူတွေဟာနှစ်သက်မင်္ဂလာရောက်လာတဲ့အခါမှာစိတ်ထဲမှာအမျိုးဖြစ်ပေါ်လာကြတယ်ပျော်ရွှင်ခြင်းတဲ့အခါမှာဒီစုံတစ်ခုလုံးပဲဆိုတဲ့ကြံစည်စိတ်ကူးမှုတွေရှိရတဲ့တည်းပန္နာချက်တည်းဘဝအသေးဆိုတဲ့ဘောမျိုးနဲ့ဆောင်ရွက်ကြမှုလုပ်ကြတယ်နှစ်သက်အခါသမယရောက်တဲ့နှစ်သက်ကာလကိုဗာနဲ့ကြိုရမယ်လို့ဆိုတယ်ကျိုးဆိုဖို့အရေးကြီးတယ်။အဲဒီလိုဆိုရင်ဒီကနေ့ခေတ်ကာလကြီးမေတ္တာရည်ရောပါပြီးတော့လောဘတွေဒေါသတွေလောဘကြီးစိုးလာတဲ့အခါသမယဖြစ်ပြီးတော့အကြံဖက်မှုတွေအလုံးများပြားလို့ကြံဖက်မှုဆိုတာတွေကအိမ်တွင်ကြံဖက်မှုရှိတယ်၊ကျောင်းတွင်ကြံဖက်မှုရှိတယ်၊ဆေးရုံတွင်ကြံဖက်မှုရှိတယ်၊လမ်းပေါ်မှာကြံဖက်မှုရှိတယ်၊နိုင်ငံရဲ့ကြံဖက်မှုရှိတယ်၊တနိုင်ငံနဲ့တနိုင်ငံကြံဖက်မှုဆိုတာရှိတယ်။အဲ့ဒါတွေကဘာကြောင့်ရှိလာရတာလဲဆိုတော့မေတ္တာလျော့ပါသွားခြင်းကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်တယ်။ကြည်မေတ္တာတရားကိုအခိုင်အမာပွားကြမယ်။မေတ္တာစိတ်ဓာတ်တွေမိမိတဏ္ဍာမှာဖြစ်ပွားအောင်လူတိုင်းလည်းတိဆောက်ထားကြမယ်ကြိုးစားထားကြမယ်ဆိုရင်ဒီလိုအကြမ်းဖက်မှုတွေအစမပြေမှုတွေချောပြေပြီးအားလုံးစိတ်ချမ်းသာကိုယ်ချမ်းသာဖြစ်ပါခုလိုစေယုံစေကံဆိုဒီမှာဒီအသက်မွေးဝမ်းကြောင်းမှုတကယ်ကြည့်မယ်ဆိုမေတ္တာနဲ့ကရုဏာနဲ့မေတ္တာကရုဏာနဲ့ပေါင်းစပ်ထားတယ်တရားပန္နောသဗ္ဗပါဏပုတ္တိတုတရားအလုံးပေါ်မှာအကျဉ်းတရားနဲ့မေတ္တာတရားထားပြီးလောကဆောင်ရတဲ့ပုတ္တိကျဲကိုကယောဂရောက်လာတဲ့ပုဂ္ဂိုလ်တရားကိုယောဂပြောက်အောင်ကုသပေးလို့လားချမ်းသာကြပါစေလို့မေတ္တာပို့နေတာလေကိုချီရောက်တဲ့မေတ္တာဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ဘယ်စိတ်ဆောင်ရမယ်လို့ပြောဆိုနေတဲ့စကားတွေမေတ္တာကိုစီကံနေတာဖြစ်တယ်။ယောဂဝေဒနာပြောက်အောင်ဘယ်စိတ်နဲ့တည်တော်မလဲဘယ်လိုကုစားရမလဲလို့ကြံစည်စိတ်ကူးနေခြင်းဟာမေတ္တာနဲ့လောကနဲ့ပဲဖြစ်တယ်။လက်တွေ့ဆောင်ရွက်ပေးတာကမေတ္တာကပြောမယ်ဆိုလို့ရှိရင်စေယစေကံလောကုသိုလ်ရတဲ့လုပ်ငန်းတစ်ခုပြောဆရာလူကကြီးကစေပညာသင်တော့မယ်ဆိုတဲ့အခါသူကြံတဲ့တခြားအတတ်ပညာလောကမှာအတတ်ပညာမရှိဘဲနဲ့တမွေးဝါကြောင့်ပြုလို့ဆိုတာလုံးခဲအထူးသဖြင့်ဘုရားနန်းတော်မှာအမှုထမ်းတဲ့ပုဂ္ဂိုလ်ကြီးပညာမတတ်ရင်နောက်ကျခြင်းဒါကြောင့်သူကလည်းနန်းတော်မှာကြီးပြင်းရတဲ့ပုဂ္ဂိုလ်ဆိုဒီမင်းဆိုရတာအခုလို့နန်းတော်အတိုင်းမှာနေထိုင်ရတဲ့ပညာမတတ်ရင်အောက်တန်းချပညာတတ်မှဖြစ်တယ်။ဘာပညာသင်ရမလဲလို့စဉ်းစားတဲ့အခါဝိသစိတ်တံမေတ္တာပုဂ္ဂိုလ်ဝိသစိတ်တံကရုဏာပုဂ္ဂိုလ်စေပညာတတ်တာမေတ္တာတို့ကရုဏာတို့ရှေ့ထားပြီးတော့လောကဆောင်ရတဲ့အလုပ်ဖြစ်တယ်ဆိုပြီးစေပညာတဲ့တကယ်တော့ဘယ်ဘက်ကကြည့်တပည့်သားယောဂဝိဒနာပြောင်းကင်းစေတဲ့စိတ်ဆိုစေယုံပရိထားတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာရောကုသပိကြတဲ့ဆရာဝန်ဆရာမတွေရဲ့တဏ္ဍာမှာရောဆ
ဆောင်ရွက်ကြတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဒီစိတ်ကမလွဲမသွေရှိနေတယ်ဆိုတာထင်ရှားဒါကြောင့်အဲ့ဒီစိတ်ကမေတ္တာစိတ်ကလည်းတစ်ဖက်သားရဲ့ကျေးဇူးတော်ကိုလိုလားတဲ့မေတ္တာစိတ်တစ်ဖက်သားကိုကျိုးပြုတဲ့မေတ္တာစိတ်ဟိတကာမဆိုခြင်းဒီကောင်းတာကိုလိုလားတဲ့စိတ်အဲ့ဒီလိုလားတဲ့စိတ်မေတ္တာဖြစ်ပြီးတယ်မေတ္တာစွမ်းအားနဲ့ဉာဏ်စီသမျှမနောကမေတ္တာပြောဆိုသမျှကိုယ်စီကံမေတ္တာဒုက္ခဆောင်ရသမျှကာယကမေတ္တာလို့ဆိုမေတ္တာတွေလမ်းချောင်းပြီးတော့ဆောင်ရတာစိတ်တွေသဘောထားဒီလမ်းကြောင်းပေါ်မှာတည့်တည့်မမထားလိုက်လို့ရှိရင်ဒီနေ့ကမေတ္တာဝါဒနာပွားပြီးသားကိစ္စကြီးစုတော့တစ်ဖက်သားဒုက္ခရောက်စေမဲ့အလုပ်ဒီထဲမှာမပါဘူးတစ်ဖက်သားဒုက္ခရောက်နေတာကိုဒုက္ခရောက်ခြင်းမှလွတ်ကင်းစေတဲ့စိတ်နဲ့ဆောင်ရွက်လုပ်ကြရတယ်ဆိုမေတ္တာကချုံကြည့်လာလို့ဖြစ်တယ်ရသော်များကြီးကိုယ်တော်မြတ်ကမေတ္တာရဲ့အကျိုးတရားတွေများစွာပဲဟောကြားဆုံးမထားတယ်ဖြစ်တယ်။ဒါလို့မေတ္တာအခုလို2015ခုရောက်လာတဲ့အခါမိမိကြံတွေးသမျှပြောဆိုသမျှလုပ်ကိုင်သမျှတွေဟာမေတ္တာပုပ္ပင်ကမမေတ္တာရှိထားပြီးတော့ဆောင်ရွက်မယ်ဆိုရင်စိတ်ဓာတ်မျိုးဒီကနေ့မှာအဋ္ဌံထားဖို့လိုပါတယ်2015ခုဆိုတာဇမောင်း365ရက်ဒီတိုင်းတာတူကိုသတ်မှတ်ပြီးတော့12လနဲ့ပိုင်းခြားခေါ်ထားတဲ့လူတို့ရဲ့သတ်မှတ်ချက်တွေဖြစ်တယ်အဲဒီဇမောင်း365ရက်လို့ဆိုတဲ့2015ခုနှစ်ပြည့်မှာဒီကလေးကစတင်ပြီးတော့အားရဲ့နှလုံးသားထဲမှာမေတ္တာတရားတွေကိဝါမှာကြိုးစားပါတယ်မေတ္တာတရားဆိုမှဥစိတ်ထဲမှာအမောတရားမရှိအောင်လုပ်ခြင်းဟာဒီကပဲဖြစ်တယ်မေတ္တာနဲ့ကျေစုဆောင်ရတဲ့ပြောဆိုသမျှတွေကြံစည်သမျှတွေပြောဆိုသမျှတွေလုပ်ကိုင်သမျှတွေတကယ်သားပေါ်မှာမိမိရဲ့ဆောင်ရွက်မှုမိမိရဲ့စိတ်တန်ရှင်းစင်ကြယ်မှုကြောင့်ကိုယ်လုံးတရားမေတ္တာအခြေခံတဲ့ကုသိုလ်လုပ်ငန်းကြီးတွေဖြစ်လာမှာဖြစ်တယ်။ဒါကြောင့်မို့နေဝကာလကစမေတ္တာကိုခိုင်ခိုင်မာမာတည်ဆောက်မေတ္တာနဲ့ကျိုးဆုံးပြီးမေတ္တာနဲ့365ရက်ကိုဖြတ်သန်းမယ်လှုပ်ရှားမယ်ပြုမှုဆက်ဆံမယ်ဆိုတဲ့စိတ်ဓာတ်မွေးမြူပြီးဘုရားမြတ်စွာဘုရားတော်မူတဲ့မေတ္တာတရားကိုစိတ်ထဲမှာမပြတ်ထားပြီးတော့တို့တွေကိုယ့်ရဲ့စိတ်ထဲနှလုံးထဲမှာမေတ္တာတကိန်းဝါပြီးတော့ပြုလုပ်မယ်ဆိုတဲ့ဆန္ဒအရင်ဖြစ်စေရမယ်အဲဒီဆန္ဒကိုဖြစ်စေပြီးတဲ့နောက်ကဝိရိယဆိုတာလိုက်လာရမှာဖြစ်တယ်မေတ္တာရဲ့စံတမဲ့တွေအမောတရားတွေငါ့ရဲ့နှလုံးသားတွေမှာပြောင်းစေရဖို့နံပါတ်1ကြိုးစားချက်မတော်တဲ့စတတိမေလို့နှလုံးသားထဲမှာအမောတရားရောက်လာလို့ရှိရင်ချက်ချင်းဖယ်ရှားခြင်းပဲဆိုတဲ့ဒုတိယချက်ပန်းမဖြစ်သေးတဲ့မေတ္တာတရားတွေငါ့တဏ္ဍာမှာဖြစ်အောင်လုပ်မယ်ဖြစ်ပြီးသားမေတ္တာတရားတွေတိုးမြင့်ပြီးတတိယနဲ့သုထချက်ပန်းကိုသဗ္ဗတ္တတရား၄ပါးအဲဒီလိုလောလာဝိရနဲ့ကျိုးစားအားထုတ်လိုက်မယ်ဆိုရင်မိမိကိုယ်တိုင်မိမိဟာမေတ္တာကဘာတစ်ခုတိဆောက်တာဖြစ်တယ်မေတ္တာကဘာထဲမှာနေတဲ့ပုဂ္ဂိုလ်တယောက်ဘေခတ်တဲ့ရာခတ်တဲ့အနိယခတ်တဲ့လွတ်မြောက်ဘေးရန်လို့ဆိုတာလောကလူသားတွေကအပြစ်ဘက်ကလာတဲ့ဘေးရန်ကိုတော့ဘေးရန်လို့သတ်မှတ်ကြတယ်အပြစ်ဘက်ကလာတဲ့ဘေးရန်ကရှောင်လို့တွေ့တယ်ရှောင်လို့မရနိုင်တဲ့ဘေးရန်ကအတွင်းဘေးရန်ကဖြစ်တယ်အဲဒါကြောင့်မေတ္တာဆိုတာခြုံလိုက်တာတယ်
ကိုယ့်ရဲ့နှလုံးသားထဲမှာဒုက္ခပေးမဲ့ဒေါသဆိုတာမလာတော့အဲ့ဒါလုံခြုံမှုတစ်ခုအဲ့ဒီလုံခြုံမှုကိုတတိပထားပဲနဲ့ပြင်မဲ့ကလာတဲ့ဘေးရန်တွေဒါတွေလုံခြုံမှုကိုသာယူဆိုင်အတွင်းထဲမှာတောင်းကျမ်းနေတိုင်းတောင်းကျမ်းနေတဲ့ဘေးရန်တွေကိုဘေးရန်လို့မထင်ဘူးဆိုအဲ့ဒါပို့ပြီးတော့အမြင်ပြဘာလို့လဲဆိုရင်လူတွေရဲ့စိတ်ထဲမှာလူတွေရဲ့တဏ္ဍာမှာအပြည့်မဲ့ကယောဂဖြစ်စေတဲ့အရာတွေကပိုးမွားတွေကဒီလောက်ကြောက်ရမှာမဟုတ်ဘူးအပင်ထဲမှာကြောက်နေတဲ့ကိုယ်စိတ်ဖြစ်နေတဲ့ယောဂမျိုးစိတ်တွေကကိုကြောက်ဆက်ကိုယ်တဏ္ဍာမှာကြောက်တယ်ဒါကြောင့်အပြင်းကိုပို့ကိူးဆိုင်ပါတဲ့အကျဉ်းကိုပို့ကိူးဆိုင်ကြဖြစ်တယ်ဒီမိရဲ့စိတ်စဉ်ထဲမှာဒေါသဆိုတဲ့ဉာဏ်ကိုကျင်းသွားတယ်ဒေါသကိုအကြောင်းပြုဖြစ်ပေါ်လာမဲ့ဘေးရန်အန္တရာယ်ကိုကျင်းသွားတယ်ဒါဟာကိုယ့်အတွက်မေတ္တာကမ္ဘာတိဆောက်ထားခြင်းဖြစ်တယ်မိမိကိုယ်တိုင်ကမေတ္တာကမ္ဘာတိဆောက်ထားပြီးတဲ့အခါမိမိရဲ့မေတ္တာချဖြန့်နာလာတဲ့အတွက်ကိုယ်နဲ့လုံးဝကံမဲ့တယ်ကိုယ်ပတ်ဝန်းကျင်တွေအားလုံးဟာမေတ္တာကြောင့်ကုသစေစိတ်ချမ်းသာမှုကိုချမ်းသာမှုကိုရကြလူတယောက်ရဲ့အစဉ်အပြေမှုကိုအကြောင်းပြုပြီးတော့ဉာဏ်တဲ့ပုဂ္ဂိုလ်တွေလည်းအစဉ်အပြေမှုတွေကုသစေဒေါသဆိုတာလည်းကုသဆိုတာအကောင်းတဲ့စိတ်တွေဝါဒတွေလည်းကုသစေအဆိုးကကုသတာပုံမြန်အကောင်းကရွတ်ရကုသစေဆိုရရဲ့ကုသမှုတွေဖြစ်ရတယ်မိမိကိုယ်တိုင်ကိုမေတ္တာတဘာဖြစ်ကြိုးစားတည်ဆောက်ရမယ်။ဒါကြောင့်နေတဲ့မင်္ဂလာအခါသမယကိုမေတ္တာဖြင့်ကျိုးဆိုပြီးမေတ္တာတဘာဖြစ်အောင်ကိုယ့်ကိုယ်ရှိဥစ္စာတည်ဆောက်တယ်။ကိုယ့်ကိုယ်တည်ဆောက်တဲ့အခါမှာပထမဆုံးအကဲခတ်ရမှာသတိပဋ္ဌာန်သုံးပါးဟောထားတဲ့အတိုင်းစိတ်တဝိပဿနာဆိုတာနဲ့ကိုယ်ကိုအကဲခတ်ကြည့်ကိုယ်စိတ်လေးကိုချက်ကြရောက်တဲ့ကိုယ်မှာယောဂရှိရှိ medical check up လုပ်တယ်လို့ပဲကိုယ့်ရဲ့စိတ်လေးကိုကိုယ့်ဘာကို check up လုပ်ကြည့်တတိနဲ့ပညာနဲ့ check up လုပ်ကြည့်လိုက်တဲ့အခါငါစိတ်လေးမှာဒေါသတွေဖြစ်နေတာရှိသလားတတိကိုဘယ်နှကြိမ်စိတ်ဆိုးပြီးတယ်နေ့စဉ်ဒီကနေ့စိတ်ထဲမှာအလိုမကျဘောဓိမှုတွေဖြစ်ခဲ့သလားအလိုမကျတာတွေဖြစ်ခဲ့သလားဒါတွေကိုစဉ်းစားကြည့်ပြီးသုံးသပ်လိုက်တဲ့အခါဖြေထုတ်လို့ရတယ်အဲ့ဒီဖြေထုတ်လို့ရတဲ့အခါမှာဒီနေ့တနေ့လုံးစိတ်ဆိုးစရာဘာမှမဖြစ်ဘူးစိတ်မဆိုးခဲ့ဘူးဒါဖြင့်စိတ်မဆိုးတာကဆိုးစရာမရှိလို့လားတခါပြန်ပြီးတော့ချက်ကြတော့ဘုဆိုးစရာမရှိလို့မဆိုးတာကသဘာဝအနေနဲ့အကြောင်းပေးလို့သူ့ဘာလို့အကျိုးမပေါ်ခြင်းတာဖြစ်တယ်လုံခြုံစိတ်ချတဲ့အတိုင်းအတာတစ်ခုမဟုတ်ဘူးအေးဆိုးစရာတွေကြားတဲ့ပုံကငါမဆိုးပဲနေလာနိုင်တယ်ဆိုတဲ့ဟာကြောင့်မှဒါကထိမ့်သိမ်းဆောက်ရှောက်ဖို့ဆိုတာဖြစ်တယ်အဲ့ဒီလိုဆိုးစရာစိတ်ဆိုးစရာတွေကြုံပါရဲ့တန်းနဲ့ကိုယ်စိတ်လေးကိုစိတ်ဆိုးနိုင်အောင်ဒေါသမဖြစ်အောင်ထိန်းထားနိုင်တယ်ဆိုတဲ့အားကြောင့်ကိုယ်မှာမေတ္တာတော်ရဲ့လုံခြုံစိတ်ချမှုပို့ပြီးတော့သိချတာဒါကြောင့်စိတ်ဆိုးတရားတွေနဲ့စိတ်မဆိုးအောင်မေတ္တာတော်ကိုခိုင်ခိုင်ခါခါခန့်ဖြစ်ဒီဆောက်အဲ့လိုဒီဆောက်တဲ့အခါမှာမြတ်စွာဘုရားရဲ့အဆုံးအမတိုင်းလိုက်နာကြမြတ်စွာဘုရားကမေတ္တာဘာဝနာပွားလို့မေတ္တာကဘာကိုတိဆောက်တော့မယ်ဆိုလို့ရှိရင်နံပါတ်1စွမ်းရည်တတိစွမ်းနိုင်သူဖြစ်ရမယ်လို့ဆိုတဲ့အခါဒိဋ္ဌိဥဒ္ဓမရှိစွမ်းနိုင်သူဆိုတာအရေးချင်းကိုဆိုတာအရေးချင်းဆိုတဲ့နေရာမှာကိုယ်ကျမ်းမာမှုနဲ့လိုအပ်တဲ့စိတ်ကျမ်းမာမှုနဲ့လိုအပ်တဲ့လုံနိုင်ကံနဲ့စွမ်းရှိတာဆန္ဒရှိတာလုံလဝိရိယရှိတာအဲ့ဒါတွေကိုစွမ်းရည်လို့ခေါ်တယ်အဲ့လိုအရေးချင်းအလုပ်တစ်ခုလုပ်ပြီးဆိုရင်ဒီအရေးချင်းဟာဥဒ္ဓမအရေးချင်းဒါကြောင့်တမန်ပုဂ္ဂိုလ်ရမေတ္တာကဘာတိဆောက်နိုင်မှာမဟုတ်ဘူးတိဆောက်နိုင်ဖို့အရေးချင်းတော့ဆေးရုံဆေးကလူခံထားတော့မယ်ဆိုလို့ရှိရင်ဆရာလုပ်ငန်းနဲ့ထိုက်တန်တဲ့အရေးချင်းမျိုးရှိတဲ့ပုဂ္ဂိုလ်ရွေးချတယ်
အဲ့ဒါလည်းပဲမေတ္တာဘာဝနာပွားပြီးတော့မေတ္တာကဘာတိဆောက်တော့မယ်ဆိုအရေးချင်းတွေလို့လေဘာအရေးချင်းတွေလို့ဆိုလို့ရှိရင်ဘုကာယအနေနဲ့ဇာမတော်ဆွမ်းတဲ့အရေးချင်းစိတ်ဆန္ဒအနေနဲ့လည်းကျိုးပန်းအထုံးမှုဆန္ဒရှိတဲ့အရေးချင်းဒေါသဝိရိယဆိုတဲ့အရေးချင်းစိတ်ဝင်စားမှုဆိုတဲ့အရေးချင်းတွေစွမ်းနိုင်တဲ့တော့မဲ့အလုပ်တစ်ခုလုပ်မယ်ဆိုတဲ့စိတ်ဆန္ဒအဓိကကြဆန္ဒရှိလာပြီဆိုလို့ရှိရင်ကျိုးပန်းအထုံးဝိရိယကြံ့ခိုင်တဲ့စိတ်ဓာတ်နဲ့လောဘလုံးကြီးသိတဲ့ဝိမတ္တဆိုတာတွေပေါက်စားလိုက်လို့ရှိရင်လုံနိုင်ကြတဲ့အရေးချင်းတစ်ခုပါပြေဝသွားတယ်အဲ့ဒါကိုမေတ္တာတော်မှာတက်ကောစွမ်းနိုင်မှုဖြစ်ရတယ်လို့ဆိုတာရည်ချင်းရှိတဲ့လူဖြစ်ရတယ်မေတ္တာတိဆောက်ဖို့တဲ့ရတဲ့ရည်ချင်းရှိတယ်အဲ့လိုရည်ချင်းရှိတာပြီးတဲ့အခါလူတွေဟာပြောရမယ်ဆိုလို့ရှိရင်တိရစ္ဆာန်တွေလိုရိုးသားပွင့်လင်းမှုမရှိဘူးလို့ဆိုဒီစကားကိုဘုရားစပြောခဲ့တာတော့ပိတ္တလို့ဆိုဆင်တတ်တယ်ဆင်တွေကိုလေ့ကျင့်သင်ကြားပေးတဲ့ဆင်တတ်တဲ့ဆရာကြီးကသက်သာကြောင်းရှောက်ဆင်ကြားတယ်တိရစ္ဆာန်တွေကအဲ့ဒါမှပွင့်လင်းတဲ့ရိုးသားတယ်ဥဒ္ဒနကေမြေတံဗန္တိယတိယပတောဥဒ္ဒနကဆိုပေါ်လွင်နေရှုဝဲထားတာမရှိဘူးကောင်းချက်ဖြောင်းမှတ်တဲ့ပွင့်လင်းနေတာတိရစ္ဆာန်တွေကရိုးသားတဲ့ပွင့်လင်းတဲ့စနစ်ကောင်ကိုလေ့ကျင့်သင်ကြားပေးရမယ်ဆိုရင်တမိုင်းကြီးလောက်တော့တေယုဇနာကြီးလောက်တော့အသွားပြန်တစ်ခါလောက်ဆေးချလိုက်တာနဲ့ဒီရှင်ရဲ့အမှုချင်းတွေအကုန်လုံးပေါ်ပါသူ့ရဲ့အမှုချင်းတွေအကုန်လုံးပြီးလို့ရတယ်။ဒါကြောင့်မလို့ပြိဿာညာယောသားပွင့်ရှိတိုင်းစိတ်ထဲမှာရှိတဲ့တိုင်းလုံးတတ်တယ်။ခက်တာကအတွေ့ပဲလူတွေကဥဒ္ဒနာကင်းကြီးတမ်းဗန္ဒီပြိဿာတွေကယောသားပြီးခေါင်းရှင်နေတံဗန္ဒီယတိတံမနောတံခေါင်းရှင်နာလူရဲ့လောက်ရတဲ့မပွင့်လဲဘူးတပီတော့အိမ်မှာဝန်ထမ်းနေကြတဲ့ပုဂ္ဂိုလ်တွေဟာစိတ်ထဲကတစ်မျိုးပြောလိုက်တဲ့အနာတွေကတစ်မျိုးလုံးနေကြတာတစ်မျိုးစိတ်နဲ့ပြောဆိုမှုစိတ်နဲ့လုံးရတာတလွဲတခြားလုံးဝဆန့်ကျင်မဲ့တွေလုံးနေကြလို့ဆိုတာသိရတယ်။ဒါကြောင့်မို့လူတွေဟာစိတ်ထဲရှိတာကိုပြောတာမဟုတ်ဘူး။စိတ်ထဲရှိတာကိုလုပ်တာမဟုတ်ဘူး။စိတ်ထဲကတစ်မျိုးဖုံးကွယ်ထားပြီးတော့အဆောင်ပဆောင်ပြောတတ်တယ်အဆောင်ပဆောင်လုပ်တတ်တယ်။ဒါကြောင့်မို့လူတွေဟာကောင်းဖြစ်တယ်ဒုက္ခချမ်းသာမှုမရှိဘူး။ဒီလိုမြတ်စွာဘုရားကိုရှောက်တော့မြတ်စွာဘုရားကဟုတ်တယ်မှန်တယ်။ကောင်းခြင်းကိုကြီးဝါရှိအဲ့ဒါတွေပွင့်လင်းရိုးသားလာအောင်ဆိုတာသူတို့ဆုံးမတော်တဲ့ပေးမှပွင့်လင်းရိုးသားမှုဖြစ်ပေါ်လာတယ်။ဒါကြောင့်မို့မြတ်စွာဘုရားကမေတ္တာဘာဝပွားဖို့အတွက်ဥစုရိုးသားရမယ်ဖြောင်းမရမယ်။သူဥစုအလုံးကိုရိုးသားရမယ်ဖြောင်းမရမယ်။ဥစုသူဥစုဆိုပြီးတော့နှစ်ထပ်ကွမ်းကိုသုံးညမစကားလို့ပေါ့လုံးဝမလုံးရဆိုတာလို့တေချာအောင်ဖြောက်မှတ်ရမယ်လုံးဝဖြောက်မှတ်ရမယ်ဆိုမေတ္တာကဘာတိဆောက်ခြင်းလေးစိတ်ထဲနှလုံးထဲရပါလုံးဝယောသားပွင့်လင်းဖြောက်မှတ်ဖို့လိုအပ်တယ်ဓမ္မမေတ္တာကဘာတိဆောက်ရမယ်ဒီလိုမြတ်စွာဘုရားကအရေးချင်းတွေနဲ့ပတ်သက်ပြီးရှင်းလင်းဖော်ပြထားတာအင်္ဂါမမှတ်သားလိုက်နိုင်စရာကောင်းတယ်နေဥကာလအခါသမယမှာမေတ္တာကဘာတိဆောက်တော့မယ်ဆိုပွင့်လင်းယုံသားမှုဟာစိတ်နဲ့ပြောဆိုမှုနဲ့စိတ်နဲ့လုံးရတစ်ထပ်ချင်းကြတယ်ရေးချစိတ်ကတစ်မျိုးပြောတာကတစ်မျိုးလုပ်တာကတစ်ပုဒ်ဒီလိုမဖြစ်စေရ
nhất sao giá của đây là chất tha hoa đi chất tha ca đi cho đây đây lâu đây chất tha ca đi chất tha hoa đi cho đây đây lâu đây cho đây lâu vô này lâu đây cho vô mình đã mang chịu nhất sao giá chất tha cái đó sẽ không lo gì hết là quân lý yếu tam năng để bắt đầu phổ biến cho đây lâu này cho gì quân luyện chăn nam không xí gì à ấy đi quân luyện chăn nam không xí đó chọn cho sao nhau để tra cái đạo đó ấy rồi mấy đại hoa đi sau đó về rồi cha cha hoa đi cha cha đi cho cái lối cái cha cha đi cha cha hoa đi lâu cái lối về cho đấy cho này lâu à nhìn nhá này nhìn nhất này sao nháဖြစ်ဖို့လိုအပ်တယ်အဲ့ဒါကမေတ္တာကဘာတိဆောက်လို့ရှာတာဖြစ်ဒါပြီးတော့လိုအပ်ချက်ကဘာလို့ဆိုသူ့ဝိသ advice ကိုအကျဉ်းဆုံးဉာဏ်တော်လေးလက်ခံရတယ်သူ့ဝိသအတူတကွလက်တွဲဆောင်ရကြတဲ့အခါသူ့ကြံကြံကိုကြံသူ့စကားကိုစကားကောင်းတာပြောလို့လက်ခံနိုင်ဖို့သိကြီးကြီးတော့ကလူတွေကငါတို့ဘောခေါ်တတ်ကြတယ်ငါတို့ဘောခေါ်ရင်မိတ္တတတ်တယ်အဲ့ဒါကြောင့်မို့ရတော့လူတွေမှာအကြီးလုံးတဲ့လူကလည်းအငယ်လုံးတဲ့လူပြောရင်လက်ခံအငယ်လုံးတဲ့လူပြောတာကိုလက်ခံအစင်တန်းနဲ့လက်ခံလို့ရှိကြအဲ့ဒီလိုအချင်းချင်းအပြန်အလှန်ဟာလက်ခံနိုင်စွမ်းရှိလို့အပ်တယ်အကြီးကလည်းအငယ်ကိုအငယ်ကလည်းအကြီးကိုအပြန်အလှန်အကြံပြုတာလို့လက်ခံနိုင်တာအဲ့ဒီလိုလက်ခံပြီးကိုယ်ပိုင်ညာနဲ့စဉ်းစားပြီးလက်ခံခြင်းတော့နဲ့သူ့ဝေစားပြောလို့ဆိုလို့လည်းအာကြံပေးပြီးကြံပေးလိုက်လောက်တာလို့ဒီလိုပြောလို့တာမဟုတ်ဘူးဘယ်သူကလာကြံပေးပြီးလက်ခံတယ်စဉ်းစားတာကိုယ့်အကိုဆုံးဖြတ်တယ်တချို့ကြတော့လက်ကိုမခံအဲ့ဒီလိုလက်မခံဘူးအပြောမခံဘူးကိုယ်ကြိုက်တာကိုလုပ်တယ်ဆိုတာမျိုးကြီးဖြစ်လာတဲ့အခါတုံးတဲ့တွေမေတ္တာကုသဆက်ရှိကုသမှုမရှိတဲ့အတွက်ကြောင့်တို့ရတဲ့အာမာရသွားတာလည်းဖြစ်နိုင်တယ်ရှင်သာရိပုတ္တရာမထေရကြီးတောင်မှပညာအရာအလုံးမြင့်မားတဲ့မထေရကြီးမြတ်စွာဘုရားပြည့်ရင်အကြီးဆုံးထိတ်တန့်ခေါင်းဆောင်နေတူတခါတော့အမတ်တမဲ့ရုံထားတဲ့သင်္ကန်းလေးကတစားထွက်ပြီးရှိကြတယ်အဲ့ဒါခုနှစ်နှစ်ရဲ့ကိုယ်လေးကနေရှင်ပြားတဲ့ရှင်ပြားသင်္ကန်းကြီးတစ်ဖက်ကတစားထွက်ပြီးရှော့ချပြပါလေဒါပြီးတော့ထောက်ပြတော့တမ္မာဆိုလို့ရှိရင်ကိုယ်လေးကပြောတာဆိုရင်တမ္မာပုဂ္ဂိုလ်တွေဆိုရင်အပြောမခံတဲ့ပုဂ္ဂိုလ်တွေဆိုရင်ပြန်ပြီးတော့ဟောက်မှာပေါ့နော်ပြောမခံပြန်ဟောက်တော့အဲ့ဒါလို့မလုပ်ပဲရှင်သာရိပုတ္တရာမထေရသူ့ကိုယ်သူပြန်ပြီးတော့သုံးလိုက်ကြည့်လိုက်ဟုတ်ပြီသူပြောတာဟုတ်နေတဲ့အတွက်ကြောင့်ပြင်ဆင်ဖို့ပြီးတဲ့အခါကျဒီကိုယ်ရင်ကိုလည်းဟုတ်ချင်တာမဟုတ်ဘူးခါဝါသားရတယ်တိုက်တာကျင့်တော့မယ်အရာလည်းဟုတ်ချင်ရှင်ကြီးရှင်ကြီးတော့ပါလားသူ့အကြံဉာဏ်လေးကိုလက်ခံကြိုးဆိုပြုပြင်လိုက်တယ်ဆိုတာစာပေထဲမှာပတ်သက်တင်ထားရတဲ့တိုက်တာအဲ့တော့ထိအောင်သက်ဆောင်ပြားရဲ့တောင်ကရင်းချင်းကြတာသူ့ဝဲစားပြောလို့ဆိုလို့ဘယ်ကြသက်ဆောင်ပြားပြောလို့ဆိုလို့ရမယ်လို့ဆုံးမလူကပြောကြီးကပြောအငယ်ကပြောရွယ်လူကလည်းပြော
အဲ့လိုပြောသမျှလွယ်ကူတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဟုတ်တာမဟုတ်တာကိုယ့်ဘာကိုပဲသုံးသပ်စစ်ကြည့်အပြောမခံတဲ့ပုဂ္ဂိုလ်မျိုးဖြစ်စေရဘူးရှင်သာရိပုတ္တရာကအဲ့ဒီလိုလိုက်တာပြီးတဲ့အခါမှာယဟန်တွေကိုဘာပြောသလဲဆိုသူ့ရဲ့စိတ်တွေသဘောထားကိုဖွင့်ပြပေါ်ပြတရဟုပပိစိတောတန်တော်သာတိယတတ္တဝတိသောပိမအနုတ္တတေယသဗ္ဗိသံဃပတ္တကေသူ့ကိုကြံကြံပေးပြီးတော့သောတေပြတာဆုံးမမဲ့ပုဂ္ဂိုလ်ဟာဒီကနေ့မှသင်္ကန်းပေါ်လာတဲ့ကလေးပေါက်စာလေးပဲဖြစ်ပါသေးကိုယ်လေးပဲဖြစ်ပါသေးသူပြောတဲ့စကားမှန်ကန်လာတယ်သူပြောတဲ့စကားဥထိပ်ရဲ့ပန်းစင်စီလိုက်တာပါပဲအဲ့ဒီစိတ်ဓာတ်ကအလောင်းအောင်စရာကောင်းတဲ့စိတ်ဓာတ်မျိုးတကယ်သူတော်ကောင်းရဲ့စိတ်ဓာတ်မျိုးအဲ့ဒီစိတ်ဓာတ်မျိုးထားနိုင်ရမယ်လို့ဒီလိုဆိုသူ့ဝစားဒီကလာကြံပြီးကြံပေးတာကိုကိုယ့်အကူကြံပေးလိုက်လို့ရမယ်လို့ပြောတဲ့စကားပေါ့ကြံပေးတာကိုလည်းခံတယ်ကျိုးလိုလာလို့ပြောတာလည်းခံတယ်ကိုယ့်အကူဆင်ញင်သုံးသပ်ကြည့်တယ်ဆင်ញင်သုံးသပ်ကြည့်လို့မှန်တရားဆိုရင်လက်ခံခြင်းလို့အဲ့လိုဆိုပြောလို့ဆိုလို့လွယ်သေးတဲ့ကြောင့်လည်းဆိုငါပြောတာကိုတလေးတစားနားယူတယ်လို့ဆိုတဲ့အခါမှာတစ်ဖက်သားလည်းမေတ္တာရကိုယ်ကိုယ်တိုင်ကလည်းပြောဖို့ရတယ်နောက်လည်းပြောပါဆိုတဲ့ပါတရားနဲ့ပတ်သက်ပြီးတော့ဒီလောကအကျိုးပွားတိုးဖို့အတွက်ဆွဆုံးမတဲ့အခါမှာကောင်းကျိုးချမ်းသာအကျိုးကြောင့်တော့ပြန်ဆုံးမတဲ့အခါမှာဆရာတော်ကြီးတွေကဆုံးမမကြဆုံးမပါတော့နှုတ်ကပေါ်ကနာပဲပါမှကြီးပွားရမောချမှန်တာပြောပါကြံပေးပါတော့အဲ့ဒီလိုပြောဆိုကြံပေးပါလို့သူတစ်ပါးပြောတဲ့ဟာကိုနားဆင်ထောင်တတ်တဲ့သဘောမျိုးသူ့ဝဆဒီကလည်းရှင်းရထားတဲ့မိတ္တဝလာဒီကာလို့မြန်မာလိုပြန်ဆိုထားတဲ့စာအုပ်ထဲမှာလည်းစကားပြောကောင်းတဲ့လူဖြစ်ဖို့ပဲသူများစကားပြောလို့ရှိရင်တနည်းတစားနားထောင်တတ်တာဖြစ်တယ်လို့ဆိုအဲဒီသူ့စာရဲ့အတိအကျတနည်းတစားနားထောင်ဘယ်လိုလာပြောနားထောင်ပြီးတဲ့အခါဆုံးဖြတ်တာကြကိုယ်ကညာနဲ့ဆုံးဖြတ်တယ်ကိုယ်ကကိုယ်စဉ်းကျင်သုံးသပ်တယ်အဲဒီလိုသူ့ဝဆခုံနဲ့ပြေဆုံးလို့ရှိရင်မေတ္တာတည်ဆောက်လွယ်ကူတယ်ဒါအရေးကြီးတဲ့အချက်အလက်တွေလက်ဆောင်ရကရှင်းလင်းဟောကြားပေးတာနောက်တစ်ခုအရေးကြီးတာကဘာလို့ဆိုဘုဒ္ဓဆိုတာစိတ်နဲ့သဘောထားမာနတွေနဲ့ဒေါသတွေနဲ့တင်းမာတဲ့စိတ်ဓာတ်ရှိတာဉာဏ်ကြောင့်ရောက်တယ်ဉာဏ်နဲ့ဆိုတဲ့အခါမှာအခါတလေကျတော့လူညံ့နေဆိုညံ့နေလို့ဒီလိုထင်သွားတယ်ပျော့ပြောင်းတာစိတ်တွေတော့က soft line ကို hard line ကိုရှိတယ်ခက်ထန်တဲ့စိတ်နှလုံးဒါခက်ထန်တဲ့ပုဂ္ဂိုလ်ဖြစ်စေရခက်ထန်တဲ့ပုဂ္ဂိုလ်ဖြစ်လို့ရှိရင်လူတကာမုန်းတယ်ခက်ထန်တဲ့အပြောဆိုခက်ထန်တဲ့နှလုံးသားခက်ထန်တဲ့မာကြောတယ်အလောကနဲ့ပတ်သက်ပြီးတော့လည်းခက်ထန်တဲ့မာကြောတယ်ခက်ထန်မာကြောခြင်းဟာမေတ္တာကိုယ်ပတ်သွားစေသူကိုယ်တိုင်လည်းမေတ္တာအထောက်တယ်သူနဲ့ဆက်ဆံရတဲ့ပုဂ္ဂိုလ်တွေကလည်းသူ့ပေါ်မှာမေတ္တာခံချောင်းတာကြောင်းရောက်ယူမုန်းပြီးတော့ဆက်ဆံလာကြချစ်ခင်မြန်လို့ပြီးအားကိုးပြီးဆက်ဆံတာမလုပ်တော့ဟိုဟောဒီဟောဟိုမန်ဒီမန်ဆိုတဲ့ပုဂ္ဂိုလ်လူတိုင်းကကြိုက်မှာပုဂ္ဂိုလ်ဒါကြောင့်မုဒ္ဓစိတ်ထားတော်ကလူညံ့ပြောပြတော်ကောင်းစိတ်ရှိတယ်ကျင်နာတရားရှိတယ်ဒီလိုဆုံးလို့မုဒ္ဓဟန်တိုင်းမဖြစ်စေရဘူးအဲ့လိုဆုံးတော့
လောနဲ့အလုံးနဲ့ပတ်သက်လာရင်ပြောင်းပြန်လာမျိုးမဟုတ်စိတ်ဓာတ်အနေနဲ့ဒီခိုင်မာနေမြဲခိုင်သို့တော့ဒေါသနဲ့ခက်ထန်တာမရှိရဘူးမာနနဲ့ခက်ထန်တာမရှိရပျော့ပြောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ရတယ်အနာဒီမာနီလို့ထင်ရှားအောင်မြတ်စွာဘုရားမမနာကြီးအလွန်ကြီးမမနာထားရဆိုတော့မမနာဆိုတာကျိုးပြိုးတဲ့မမနာရှိဘယ်လိုမမနာမျိုးတော့ထားရတယ်လဲဆိုအေးသိအောင်ကြိုးစားတယ်ကိုမသိလိုက်ဘူးဆိုသိအောင်ကြိုးစားတယ်တောင်းတာမျိုးမဖြစ်စေရငါတာမျိုးနောက်ထပ်မဖြစ်စေရသူတောင်မှဒါတွေတတ်သေးတယ်သိသေးတယ်ငါလည်းတတ်စေရသိစေရမယ်ဆိုမာနာမျိုးတော့ထားတစ်ဖက်သားကိုထင်သေးပြီးတော့လုတ်တောင်းလုပ်တဲ့မာနာမျိုးတော့ထားရမယ်လို့ဆိုအလုံးပေါ်မှာဆက်ဆံရေးပြီးရမယ်လူမှအထင်သေးမြင်သေးဆက်ဆံတာမရှိသေးရဘူးအဲ့ဒီလိုအရေးချင်းနေလူသားတွေအလုံးကောင်းမြတ်တဲ့အရေးချင်းအလုံးကောင်းမြတ်တဲ့အရေးချင်းတွေရှိတော့မှမေတ္တာကဘာတိဆောက်တဲ့အခါမှာလွယ်ကူမှာဖြစ်တယ်။ဒီမိသားစုမှာလည်းမေတ္တာတွေအရင်တိဆောက်လို့အဝိဇ္ဇာမှာလည်းမိမိနဲ့ဆက်ဆံတဲ့ပုဂ္ဂိုလ်တွေပေါ်မှာလည်းမေတ္တာကူးဆက်ပြန့်ပွားမှုဖြစ်ပေါ်လာနိုင်တယ်။ဒါကြောင့်မြတ်စွာဘုရားကမေတ္တာလို့ဆိုတဲ့စိတ်တွေသဘောထားတွေနဲ့ပတ်သက်လာတဲ့အခါမှာအခြေအနေတွေကိုအကြောင်းပြုပြီးဥပမာပဲဒီနေ့ခေတ်မှာကြည့်လိုက်မယ်ခြုံငုံပြီးတော့အားလုံးကြည့်မယ်ဆိုအကျဉ်းဖက်တဲ့လုပ်ရည်များလာတရားတရားဒုက္ခပေးနေတာတွေများလာအဲ့တရားတရားဒုက္ခပေးလာတာတွေများလာတဲ့အခါမှာကိုယ်စိတ်ထဲမှာဘယ်လိုခံစားနားလည်အောင်လဲလို့ဆိုဘယ်လိုဖြစ်စေခြင်းနဲ့ဆန္ဒတွေပေါ်လာလို့ဆိုတော့နေညနေရတာဒုက္ခပေးစေဆင်းရဲလို့ခြင်းအချင်းချင်းကင်းရှင်းကြပါစေတရားကိုတရားဒုက္ခပေးတာလေမလုပ်ကြပါစေဒုက္ခနဲ့ဒုက္ခပေးနေတာလေမလုပ်ကြပါစေချင်းချင်းဒုက္ခပေးလို့တဲ့စိတ်တွေကင်းရှင်းကြပါစေဆိုတော့လောကကြီးမှာဖြစ်ပေါ်နေတဲ့အခြေအနေတစ်ခုကိုကြည့်ကြည့်ဆန္ဒပြုတာကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာလေတစ်ဖက်သားကိုဒုက္ခပေးလို့တဲ့စိတ်တွေလုံးဝမရှိအောင်ဖယ်ရှားဖြစ်တာမေတ္တာပါမေတ္တာနာဂရောဂရဏိသောမေတ္တာလူသားချင်းချင်းလက်ပတ်ချင်းကိရှင်းကြပါစေတယောက်တယောက်လိမ်ညာသွားတယ်လက်ပတ်သွားတယ်ခြောက်တွန်းသွားတယ်ခြုံနေမှသွားတယ်ဒါမျိုးတွေမဖြစ်စေဖို့လည်းမဖြစ်ပါစေနဲ့မဖြစ်ပါစေနဲ့ဆိုတော့ကိုယ်ကိုယ်တိုင်လည်းဒါမျိုးတွေမလုပ်ဘူးအချင်းချင်းလည်းဒါမျိုးတွေမဖြစ်ပါစေနဲ့မဖြစ်အောင်လည်းတတိထားပြီးတော့ဆောင်ရွက်တယ်အဲ့ဒါအလွန်ကြီးမားထိရောက်တဲ့မေတ္တာအောင်ဖြစ်တယ်။အဆုံးမှာခန္ဓာတော့မှာလူတိုင်းနဲ့ရမြကြတယ်ရုပ်ဖတ်နေကြတဲ့သူတဗ္ဗေတတ္တဗ္ဗေပါဏတဗ္ဗေဘုဒ္ဓဆာခေသရဝရီသက်ရှိသရဝရီသက်ရှိတဲ့သရဝရီဖြစ်နေရှားရှားဖြစ်လာတဲ့သရဝရီဘယ်သရဝပဲဖြစ်ဖြစ်တဗ္ဗေဘဒ္ဒရာပတ္တန္တုကောင်းတာလေးကြီးပဲတွေးကြပါလေအကောင်းနေတဲ့ကြီးပဲတွေးကြပါစေဒါလေးနဲ့စိတ်ထဲမှာအေးအဆိုးတွေမာကဲစီပပမာကမဘုဒ္ဓကူမဆိုရတဲ့အခြေအနေတွေမဖြစ်ပါစေနဲ့အားလုံးအခြေအနေကောင်းပြီးအကောင်းနေတဲ့ကဆုံစည်းကြပါစေကောင်းကျိုးမင်္ဂလာတွေနဲ့သာဆုံစည်းကြပါစေဒါကြောင့်မို့ဒီဟာစိတ်ပါလက်ပါတကယ်နှလုံးသားထဲမှာတည်ဆောက်နေဒီနေ့ခါ Happy New Year လို့ဆိုတဲ့နှုတ်ဖြားလေးကပြောတဲ့ Happy New Year မဟုတ်ပဲနဲ့နှလုံးသားထဲကထွက်လာတဲ့ Happy New Year ဆိုရင်အလွန်ကောင်းတာနော်ပျော်ရွှင်ချမ်းမြေ့တဲ့မေတ္တာလေးလွှမ်းခြုံမှပျော်ရွှင်ချမ်းမြေ့မှုကိုရနိုင်ပျော်ရွှင်ချမ်းမြေ့တဲ့နေ့စဉ်မင်္ဂလာဖြစ်ပါစေလို့ဆိုရင်ဆုတောင်းတာအမှန်တော့အမှန်မှကောင်းတယ်လို့ပြောအဲဒီမှာဒီနေ့ကြီးထဲမှာ2015ခုနှစ်မှာအချင်းချင်းကြံဖက်တာတွေမရှိပဲတရားရဲ့ဒုက္ခတရားပြုမလို့လားကြပဲ
တို့လူကျင်နာများတွေပွားများပြီးကောင်းကျိုးချမ်းသာတွေရအောင်ဆောင်ရွက်နိုင်ကြပါစေလို့အခုလို့ဒီစိတ်ဓာတ်ကိုဒီကနေ့ကနေစနေ့စဉ်မပြတ်ဒီကနေ့လည်းဒီစိတ်ဓာတ်ဝင်မယ်နေခင်ကလည်းဒီစိတ်ဓာတ်ဝင်21ရက်နေ့ဇန်နဝါရီလ1ရက်လာတဲ့ Happy New Year လုပ်လိုက်ပြီးတော့နောက်နေ့တွေကျတော့ unhappy တွေနဲ့ရင်ဆိုင်နေတော့မကောင်းအောင်ဒါကြောင့်နေ့စဉ်နဲ့ည happy ဖြစ်နေဖို့ကမေတ္တာဘာဝနာနဲ့အမြဲတမ်းတည်ဆောက်ဒီရဲ့စိတ်ထဲမှာကြံတွေးသမျှတွေပြောဆိုသမျှတွေလုပ်တဲ့သမျှတွေဟာ happiness လို့ဆိုတဲ့ဒုက္ခချမ်းသာမှုကိုဥတည်ဆောင်ရွက်နေတဲ့အလုပ်တွေသာဖြစ်တယ်ဟိတနဲ့ဒုက္ခဆိုတဲ့စကားလုံးတစ်ခုဟာအမြဲတမ်းတွေ့ဖက်ထားတယ်ဟိတဆိုတာအခြေအနေကောင်းကိုဆိုလို့ဒုက္ခကအခြေအနေကောင်းပေါ်မှာမူတည်ပြီးရလာတဲ့ချမ်းသာဒုက္ခဒီတစ်ခုကအမြဲတမ်းတွေ့ဖက်ထားဟိတကအကြောင်းတရားဒုက္ခကအကျိုးပဲအခြေအနေကောင်းမှဒုက္ခဆိုတာလာဖြစ်တယ်ဒါကြောင့်မို့အခြေအနေကောင်းရပါလေလို့ဒီလိုမေတ္တာစိတ်တွေမိမိတဏ္ဍာမှာဖြစ်ပွားအောင်ကြိုးစားအထောက်ချအဲ့ဒီလိုကြိုးစားအထောက်ချရလို့မိမိတို့တဏ္ဍာကာလမှာလုပ်တဲ့နေရာတွေအားလုံးအစဉ်ပြေလို့မိမိရဲ့အစဉ်ပြေဆိုဒီမှာအစဉ်ပြေတဲ့လောကကြီးမှာပတ်ဝန်းကျင်အစဉ်ပြေမှုတွေမရှိဘူးဟုတ်ရှိသူများတွေအစဉ်ပြေပြီမဲ့ကိုယ်စိတ်ထဲမှာအစဉ်ပြေနေကိုအရေးကြီးတယ်ပတ်ဝန်းကျင်အစဉ်ပြေတာနဲ့ကိုယ်စိတ်ရဲ့လိုက်ပြီးတော့အစဉ်ပြေမှုကိုဖြစ်စေတယ်ရသော်ဘုရားရှင်ကိုရောမြတ်ဆိုးရတဲ့ကလိယုဂလို့ဆိုတဲ့ကတ်ဆိုးကြီးတွေမှာဘုရားပွင့်လာတယ်သဗ္ဗေကျမ်းဂန်ရေးသားတဲ့ဒီကဆရာကြီးတွေကဘယ်လိုအံ့ဩစွာပြောလို့ဆိုကပ္ပကတာယေကလိယုကေဘုဒ္ဓဘာသောဟောမေစိတိခိစုကပ္ပကြီးတွေမှာဘုရားပွင့်လာတာအလွန်အံ့ဩစရာကောင်းဘလောက်အံ့ဩစရာကောင်းလဲဆိုမိဘကြီးတွေကဂျာမန်ကြီးပွင့်လာတယ်လို့ပဲဆိုတော့မိတွေကကြာဆိုတာကဆက်ဟလို့မရကြာဆိုတာညီထဲမှာကပွင့်အဲ့တော့မိတွေကပွင့်လာတဲ့ကြာဆိုအဆိုးတွေထဲမှာအကောင်းလို့ဒီလိုဆိုလိုတာလေအဲ့တော့ပတ်ဝန်းကျင်မှာဘလောက်ပဲပူလောင်နေနေကိုယ်ဟာအေးရတဲ့ကြာဖြစ်နေလို့ရတယ်မေတ္တာနဲ့ကိုယ်ကိုယ်တည်ဆောက်တာဖြစ်တယ်ဒါကြောင့်မိမိကိုယ်တိုင်မေတ္တာကဘာဖြစ်ကြိုးစားအားထုတ်ဖို့ဒါကနှစ်ဥက္ကလာမေတ္တာချုပ်ကျိုးဆိုပြီးတော့မေတ္တာဘာဝနာပွားများအားထုတ်ကြ။ဒါဆိုဘုရားကမေတ္တာကိုစာရဏပေးပြီးတော့ဟောတာသာသမီတို့ရဲ့ထုံးကားတဲ့မိခင်ရဲ့မေတ္တာပါတဝိရိတော်သာသမီပေါ်မှာစုပြုံပြီးတော့ထားတယ်လို့တတ္တဝါတွေပေါ်မှာအကန့်အတိုင်းအတာမရှိတဲ့မေတ္တာနဲ့ဖြတ်အောင်လုပ်ပါဘာတာယထာနိယဗုဒ္ဓမာယုတဧကဂုတ္တမနုရခေဧဝဝိတမပုရိတုမာနတံဘာဝေအပရိမဏမေတ္တာစိတ်ကိုဖြစ်စေပါလို့တိုင်းတာပြမဲ့မေတ္တာစိတ်ကိုဖြစ်စေအဲ့ဒီလိုဖြစ်စေခြင်းကိုမေတ္တာပြတိဆောက်ဖြစ်တယ်တစ်ဖက်ကနေပြီးတော့တတိနဲ့တန်စင်ကြဆင်ញင်သုံးသပ်ကြည့်စေအောင်လည်းပဲအမှုမဲ့မထားတဲ့နေတစ်ခုပါ2014ခုနှစ်ကုန်သွားပြီအပေါ်ရလူထင်းနေကြတာ2014ခုနှစ်ကသူ့ဘာသူကုန်သွားတာလို့သူတို့ထင်တယ်ကိုယ်နဲ့မပတ်သက်ဘူးလို့ထင်တယ်2014ခုနှစ်ကုန်ဆုံးသွားခြင်းဟာအချိန်သာနှစ်သာကုန်ဆုံးသွားတာမဟုတ်ဘူးကိုယ်တဏ္ဍာမှာရှိတဲ့လူပြိုခြင်းတွေအားတွေလည်းပါသွားပြီလို့ဒီသတိထားဖို့လိုတယ်လူပြိုမှုတွေလူငယ်တွေအားလည်းတဏှာရှိတဲ့ဘုရားတဏှာဖြစ်တာရက်လူပြိုမှုပါသွားတာလူပြိုမှုပါသွားပြီဒီအဆုံးမှာကိုကျင်နာခြင်းသိခြင်းဆိုတာတွေနဲ့ရှင်ဆိုင်ဖို့နီးလာတဲ့သဘောကိုဟောပြတယ်။ဒါကြောင့်မို့အချိန်နဲ့တပြေးညီဒုတွေဟာပြောင်းလဲဖြစ်ပေါ်နေတာဆိုတာကိုလည်းတတိချက်ထားဖို့လိုအပ်တယ်။အချိန်ကုန်သွားတာအချိန်ကလာကုန်တာငါကမကုန်ဘူးလို့မအောင်မေ့နေတယ်။အချိန်ကုန်တဲ့ထဲမှာငါလို့ပြောရမယ်ငါခန္ဓာမှာရှိတဲ့သုတရားနဲ့တရားတွေဟာလူပြိုမှုတွေဆုံးရှုံးသွားပြီကုန်ဆုံးသွားပြီအဲ့ဒီကုံဆုံးသွားတဲ့ထဲမှာငါမှပြန်ယူလို့ရတာတခုမှမရှိတော့ဘူးအားလုံးဆုံးရှုံးသွားပြီဒီလာမဲ့နှစ်မှာ
ကာမအခြေအနေအနာတကုန်ပြီးငါစီကပါသွားတာမသိတာမရှိစေရဘူးငါစီမှာပါမသွားခင်ငါအကျိုးဖြစ်တဲ့အလုပ်တွေချိန်နဲ့တည်းကြီးကောင်းတာတွေလောဘမှာဖြစ်တဲ့လို့တတိတန်စင်ညာထားပြီးတော့2015ခုနှစ်မေတ္တာမှာတည်ဆောက်ခြင်းတတိတန်စင်ညာကြီးစွာဖြင့်ကျင့်ကြံကြိုးကိုအားထုတ်တော်မူနိုင်ရပါစေကုန်သတည်း